မင်္ဂလာပါကျွန်တော်ရဲ့မိတ်ဆွေများကို Perfect Home Wine Set မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်အခုရောက်ရှိနေတာဆိုရင်ပြင်းလွင်မြို့ရက်ကွက်ကြီး1ယူကိုဆက်လက်ထဲကိုကျွန်တော်ရောက်ရှိနေတယ်ကျွန်တော်ဒီနေရာရောက်ရှိနေတာဆိုရင်ဒီရက်ကွက်ကြီး1ယူကိုဆက်လက်နင်းစီလန်းတကွမ်းကောက်မှာတည်ရှိတဲ့ဒီအိမ်အပါဂရမ်မီကွက်လေးကိုကျွန်တော်မိတ်ဆွေတွေယူရဲရှာဖွေနေတဲ့မိတ်ဆွေတွေအတွက်ကျွန်တော်ဒီအိမ်အပါမီကွက်လေးဟာဆိုရင်ဇင်းလုံးအရာရောပိုင်ဆိုင်မှုအားအရာကိုတင့်တော်တာမလို့မိတ်ဆက်ပေးချင်တော့ကျွန်တော်ရောက်ရှိနေတာဖြစ်တယ်။လာပြီလေမပြတ်တဲ့ဘတော်ပပွင့်တွေခူးလို့သာပြိုပြိုမေးလက်ကမ်းလမ်းလို့ယူစမ်းပါမာပါစေမသွေတဲ့ရေချက်တွေဖြန်းလိုက်မှာချက်ခိုက်တုံးရဲ့အမျက်တော်မဝင်နဲ့ပြတောင်းပန်ချင်တာဝင်းဝင်းပန်းဒီခြံရဲ့အကျယ်အားဆိုရင်မျက်နှာစာပေ40ရှိတယ်ဗျရှင်းတော့အရှိပေ90အကျေပေါ်မှာတိဆောက်ထားတယ်ဗျဒါကတော့ခြံထဲမှာဒီလိုထင်းရှူပရိဒါပင်းကြီးတွေဒီလိုစိုက်ပြထားတယ်ဒီလိုအလှပန်းမင်းလေးတွေဒီအိမ်ရှိမှာဆိုရင်လည်းကားကို3-4စီးလောက်ကိုအသားလေးထိုးလို့ရတယ်အကျယ်လည်းရှိတယ်ဒီနောက်မှာဆိုရင်လည်းဒါကားကိုယ်တော်တစ်ခုပါတယ်ဗျဒီအိမ်အပါဒီခြံလေးရဲ့ဈေးနှုန်းဟာဆိုရင်36,500ကိုပပညီနိုင်တဲ့ပိုင်ရှင်ကနေရောင်းချပေးမှာဖြစ်တယ်ပြီးတော့ဂရန်တက်တန်းလည်းအသစ်ဖြစ်တယ်ဗျဂရန်တက်တန်းအသစ်တိုးထားတဲ့အတွက်30ဂရမ်မျိုးစားပေါ်မှာတိဆောက်ထားတဲ့အိမ်လေးဒါတော့ဝင်ချင်းတွေ့ရတဲ့အခန်းကျဲအနေထားလေးပါဒီအိမ်ခန်းဖွဲ့စည်းပုံဟာဆိုရင်ရိုးရိုးခန်းတစ်ခန်းမာစတာခန်းနှစ်ခန်းဒါဝင်ချင်းမှာဆိုရင်ဒါရိုးရိုးခန်းတစ်ခန်းဒီဘက်မှာဆိုရင်ဒါမာစတာခန်းဒီဘက်မှာဆိုလည်းမာစတာခန်းတစ်ခန်းစီဒီမှာလူတွေနေတာဆိုတော့ကျွန်တော်ဖွင့်မပြတော့ဘူးဒီတိုင်းလေးပဲပြောသွားလိုက်တော့မယ်ဒါတော့အိမ်ရဲ့အနောက်ဘက်မှာဆိုရင်ဒါထမင်းစားခန်းမိဖို့ခန်းတွဲလျက်လေးလုပ်ပေးထားတယ်ထမင်းစားခန်းမိဖို့ခန်းရဲ့ဒီဘေးကက်လက်မှာဆိုရင်ဒါကားကိုယ်တော်အဖြစ်အသုံးချလို့ရတယ်စတိုခန်းအဖြစ်လည်းအသုံးချလို့ရတဲ့ဒီမှာနေရာပိုလေးတခုထည့်သွင်းတိဆောက်ထားတယ်ဗျကဲဒီထမင်းစားခန်းမိဖို့ခန်းဘေးမှာနောက်ထပ်ရိုးရိုးခန်းတစ်ခန်းထည့်သွင်းပေးထားတယ်အတွက်အဆင်ပြေပြီးတော့တင့်တင့်မြတ်တာတယ်ဗျကဲဒါဆိုရင်ကျွန်တော်ခြံရဲ့နောက်ထပ်တစ်ချက်သွားကြည့်လိုက်ရအောင်ရိုးရိုးတွိုင်းလက်နောက်ပြီးတော့ရေချိုးခန်းအခုလို့ညီပူနေရာကြံလေးတွေလည်းကျွန်တော်အနေနဲ့သွားတွေ့ရတယ်ဗျဒါတော့ခြံရဲ့ဘေးဘက်ပတ်ဝန်းကျင်အနေထားလေးတွေဖြစ်တယ်ဒါတော့ပတ်ဝန်းကျင်မှာဒီလိုတိုက်ကြီးတိုက်ကောင်းနေဟိုကလူနေစိတ်ပြီးတော့တောင်းကျတဲ့နေရာမှာဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေများကိုခြံကြဲဟိုမှာအိမ်အပါရေမီအစုံကိုရှာဖွေနေတယ်ဇင်းတို့အတင်းနဲ့ရှာဖွေနေတဲ့မိတ်ဆွေများအတွက်တင့်တော်တာမလို့ကျွန်တော်မိတ်ဆွေများကိုကျွန်တော်မိတ်ဆက်ပေးရနေရာချင်းဖြစ်တယ်ဗျဒီအိမ်လေးခေါ်စင်းတော့က36,500ကိုပပညီနာရောင်းချပေးတော့မှာဖြစ်ပြီးတော့ဒီအိမ်လေးကိုစိတ်ဝင်စားလို့ဆက်သွယ်ကြည့်ရှုဝယ်ယူခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ဖုန်း3994လုံး9418ကိုဆက်သွယ်မင်းအမြန်ပြီးတော့ကြည့်ရှုဝယ်ယူနိုင်ပါတယ်ခင်ဗျာကျွန်တော်မိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်